ဘယ်သူကအသက်ပူကြီးတယ်လဲရန်ဖြစ်စကားများပြီးရင်ဘယ်သူကအရင်စပြီးချော့တယ်လဲအချော့ခံချင်တာကဘယ်သူလဲချော့လို့ပျော့သွားရင်တီးထုတ်ချင်တာကဘယ်သူလဲဘယ်လန်းခရီးဝဲသွားငါမပါရင်ဘယ်မှမသွားရဘူးလို့ပြောတာကဘယ်သူလဲအရန်ကြီးတဝန်တိုတတ်တာဘယ်သူလဲဘယ်သူကပတ်စံရှာနိုင်ဆုံးလဲအိပ်ပျော်နေရင်ရောင်ပြီးတော့လက်ပင်ထညစ်တတ်တာဘယ်သူလဲအိပ်ပျော်နေတော့ကိုခိုးနန်းတာကဘယ်သူလဲကျွန်တော်မေးသမျှကိုဖြေဆိုပေးတဲ့အတွက်ခင်ဗျားတို့နှစ်ယောက်ကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဒါကြောင့်ကျွန်တော်ဆုတစ်ခုပေးမယ်ယူမယ်လားယူမယ်ဆိုရင်ခင်ဗျားတို့နှစ်ယောက်ပွေဖက်ထားလိုက်ကြပါအယိုးဆွေးတဲ့အထိပေါင်းဖက်နိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်